TikTok Messenger ကနေစာပို့တာမကြိုက်ဘူးဆိုလို့ရှိရင်ပိတ်ထားတဲ့နည်းလမ်းလေးကိုလာပြီးမျှဝေပေးတာဖြစ်ပါတယ်ရှင် TikTok Messenger ကိုပိတ်တဲ့နည်းလေးကိုဘယ်လိုလုပ်ရလဲဆိုတာတွေ့သိကြမှာရှင်အရင်ဆုံး TikTok တွေကိုဝင်လိုက်ပါဝင်ပြီးသွားရင်ဒီနေရာရောက်လို့ရှိရင်ဒီမှာပေါ်ကမြင်းသုံးချောင်းတဲ့နေရာကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင် setting တွေကိုဝင်လိုက်ပါ setting ရဲ့ privacy တွေကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ notification ဆိုတဲ့နေရာလေးကိုနှိပ်ပါနေပြီးသွားရင်အပေါ်ကိုနည်းနည်းဆွဲတင်လိုက်ပါပြီးရင်တော့ဒီနေရာမှာ the message ဆိုတာလေးကိုပိတ်ပေးရမှာပဲဖြစ်ပါတယ်ရှင်ဒါလေးကိုတွားပြီးတော့ပိတ်လိုက်ပါကိုက TikTok Messenger ကနေစာပို့တာမကြိုက်ဘူးဆိုလို့ရှိရင်တော့ဒီနည်းလမ်းလေးကိုလုပ်ကြည့်ပါအဲ့တော့ဒီနည်းလမ်းလေးကကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှိရင်လည်း follow လေးလုပ်ပြီးတော့ follow လေးမလုပ်ရသေးဘူးဆိုရင်လည်း follow လုပ်ပြီးတော့ tag လေးပြီး share လေးလည်းတစ်ချက်လုပ်ပြီးတော့ပါရှင်အဲ့တော့ဒီနေ့လည်းတိုင်းမတော်လို့ကြည့်ပါအားလုံးပဲအဆင်ပြေကြပါသည်ရှင်